မနာမှာအခုတူမေးထားတယ်လို့ဆက်လေးနေလဲဆိုရင်အခုလိုမျိုး section လို့ရတယ်ပေါ့နော်ပထမ step ကတော့ window R နဲ့တွဲနှိပ်လိုက်မယ်အမှ reset လို့ရိုက်ထည့်လိုက်ပါနော် enter နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဒီမှာပေါ်လာတာမှန်သမျှကို control A နဲ့ select ပေးပြီးတော့ shift နဲ့ shift ကိုဖိပြီးတော့ delete နဲ့ဖြတ်လိုက်မယ်ပေါ့နော်အဲဆိုရင်ဒါဆိုရင်တဆင့်ပြီးတော့ပြီနောက်တစ်ခါက window R ပြန်နှိပ်မယ် TMB temp လို့ရိုက်ထည့်လိုက်မယ် enter နှိပ်ပြီးတော့ဝင်လိုက်မယ်တွေ့မှန်သမျှကိုအကုန်လုံး control A နဲ့ select ပေးပြီးတော့ shift delete နဲ့ထပ်ပြီးတော့ဒီလိုမေးလာရင် yes ပေးပြီးတော့ဖြတ်ပေးလိုက်ပါမယ်ဒီလိုမေးလာရင်ဒီနေရာကိုအမှန်ချစ်ပြီးတော့ continue ကိုနှိပ်ပြီးတော့ထပ်ပြီးတော့ဖြတ်ပေးလိုက်ပါမယ်ဒီနေရာမှာ triangle ပြနေဆိုရင်တော့ skip ပေးလိုက်ပါမယ်အမှန်ချစ်ပြီးတော့ skip ပေးလိုက်ပါမယ်နောက်တစ်ခုက window R ထပ်နှိပ်ပြီးတော့ prefix လို့ရထည့်လိုက်ပါနော် prefix လို့ရထည့်ပြီးတော့ဝင်လိုက်ပါမယ်အဲ့တော့ဒီလိုမေးလာရင် continue နှိပ်ပြီးတော့ထပ်ပြီးတော့ဝင်လိုက်ပါမယ်ဒီနေရာမှာတွေ့တာမှန်သမျှကိုအကုန်လုံး control A နဲ့ select ပေးပြီးတော့ထပ်ပြီးတော့ shift delete နဲ့ဖြတ်ပေးလိုက်ပါမယ်ဒီလိုမေးလာရင် yes ပေးပြီးတော့ဒီလိုမေးလာရင်အမှန်ချစ်ပြီးတော့ skip ပေးလိုက်ပါမယ်နောက်တစ်ဆင့်က window R ထပ်နှိပ်မယ်ဒီနေရာမှာရာခိုင်နှုန်း TMB temp ရာခိုင်နှုန်းနဲ့အပိတ်ပြန်ပိတ်ပြီးတော့ enter နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဒါကိုလည်းတွေ့မှန်သမျှကိုအကုန်လုံး select ပေးပြီးတော့ shift delete နဲ့ yes မေးလာရင် yes ပေးပြီးတော့ဖြတ်ပေးလိုက်ပါမယ်ဒီလိုမေးလာရင်အမှန်ချစ်ပြီးတော့ skip ပေးလိုက်ပါမယ်โอเคဒီလေးစင်းပြီးသွားပြီဆိုရင်နောက်ထပ် window R ထပ်နှိပ်ပြီးတော့ CLEN clean MGR clean manager ထဲဝင်လိုက်မယ်เนาะဒီထဲမှာ disk clean up ထဲဝင်လိုက်မယ် okay ပေးပြီးတော့ထပ်ပြီးတော့ဝင်လိုက်ပါမယ်အော်တော့ဒီနေရာကိုအကောင်လုံးအမှန်ချစ်ပြီးတော့ဒီ okay ဆိုတာနှိပ်ပြီးတော့ delete file ဆိုတာကိုရွေးလိုက်ပါမယ်အမှတစ်ချက်စောင့်ပြီးလိုက်ပါเนาะ okay ပြီးတော့ဆိုရင်ဒီ disk clean up ထဲကိုပဲထပ်ပြီးတော့ဝင်လိုက်ပါမယ်ဒီနေရာမှာ okay နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြီးတော့ဒုတိယတစ်ခေါက်ကျရင်ကျွန်တော်တို့ဒီ clean assistant file ဆိုတဲ့ထဲကိုထပ်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဒီနေရာမှာ okay ဆိုပြီးထပ်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်အဲ့တော့ဒီနေရာမှာအမှန်ချစ်ပြီးတော့ okay နှိပ်ပြီးတော့ဖြတ်လို့ရပါတယ်ဒီနေရာမှာဆိုရင်ဒီ window update ဒီကိုက window update မကြာခဏလုပ်လေးရှိတဲ့လူဆိုရင်ဒီနေရာမှာ file size အများကြီးယူထားပြီးတော့ကိုယ့်ရဲ့ဒီ data C ကပြည့်နေမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ဒီ window update file ကဆိုရင်ဒါ 3.9 GB တောင်ရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးတွေကိုအကုန်လုံးအမှန်ချစ်ပြီးတော့ okay နှိပ်ပြီးတော့ delete file နဲ့ထပ်ဖြတ်ပေးလိုက်ပါမယ်ကဲအခုဆိုရင်ပြီးတော့ရပါတော့အဲ့တော့နောက်ဆုံးတစ်ဆင့်ပဲကျန်တော့တယ်အဲ့ဒီခဏနေရာပဲထပ်ပြီးတော့ဝင်လိုက်ပါမယ် window R ဒီ claim MGR ဒီ disk management ကိုထပ်ဝင်လိုက်ပါမယ်ဒီနေရာမှာ clean up system file ဆိုတဲ့ထပ်ဝင်လိုက်ပါမယ် okay ပေးမယ်ဒီနေရာမှာဒီ more option ဆိုတဲ့ထဲကိုထပ်ဝင်လိုက်ပါမယ်အဲ့ဒီနေရာမှာကျွန်တော်ဒီအောက်ကဒီ clean up ဆိုတာကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါမယ်အဲ့မှာ delete ဆိုရင်နှိပ်ပေးလိုက်ရင်ဒါဆိုရင်ရပြီပေါ့နော် okay ဆိုပြီးထပ်နှိပ်ပေးလိုက်ပါမယ်ကဲအခုလိုမျိုးကျွန်တော်လုပ်ပြတယ်လို့ step by step အကုန်လုံးလုပ်ပေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာကအထိုက်အလျောက်မြင်သွားလိမ့်မယ်ပေါ့နော်သူမေးထားတယ်လို့တော့လုံးဝအတစ်တိုင်းတော့ဖြစ်သွားမှာမဟုတ်ပါဘူးတကယ်တော့အတစ်တိုင်းဖြစ်ချင်တယ်ဆိုရင်ဒီကွန်ပျူတာကို window ပြန်တင်တာဖြစ်ဖြစ်ဒီ reset ချတာဖြစ်ဖြစ်အလိုမျိုးလုပ်မှာပဲလုံးဝအတစ်တိုင်းမြင်မှာပေါ့နော်ဒါပေမဲ့အခုကျွန်တော်ပြတဲ့နေ့အတိုင်းလုပ်ချင်အားဖြင့်ဆိုရင်ကိုယ့်ကွန်ပျူတာကပုံမှန်ထပ်ပို့ပြီးတော့မြန်ဆန်တော့ပါလိမ့်မယ်